အဲ့တော့တကယ်လက်တွေ့ဘဝမှာစိတ်ကိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ဦးဇင်းတို့ဘယ်လိုနေမလဲအဲ့ဒီမေခွန်းရဲ့အဖြေဟာဒုတိယဂါထာမှာအပြည့်စုံပြထားတယ်နော်ချမ်းသာခြင်းနဲ့ဆိုရင်အတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့လိုအပ်တယ်အဲ့လိုဆိုရင်အတိတ်ကိုမပြန်ဘဲနဲ့အနာဂတ်ကိုမကြံဘဲနဲ့နေနိုင်အောင်ဦးဇင်းတို့ဘယ်လိုကျင့်မလဲတကယ်လက်တွေ့ကဘယ်လိုကျင့်မလဲဘယ်လိုအားထုတ်မလဲအဲ့ဒီအဖြေကိုပြောမှာနော်ပိစုပန်နိသယောဓမ္မတထတထဝိပတ္တိအတ္တံဟိရံအသင်္ကုပ္ပံတံဝိရမနုပြုဟိပိစုပန်နိသယောဓမ္မတထတထဝိပတ္တိအခုလောလောဆယ်ပိစုပန်အခိုက်အတန့်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအမှန်သိအထူးသိပြီးတော့နေလိုက်ပါတဲ့အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့နေနိုင်မဲ့နေပေါ့နော်အခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားလေးပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝတရားလေးကိုအထူးသိအမှန်သိပြီးတော့နေလိုက်ပါတဲ့အတူချုပ်ကလေးပြောလိုက်တာပါသူ့ကိုဦးဇင်းတို့အခြေဖြန့်ပြီးတော့နားလည်မယ်ဆိုရင်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးတစ်ခုလုံးကိုပြောဖို့ရှိမယ်ပေါ့နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာကိုသိပါဆိုတာသတိပဋ္ဌာန်တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေပို့ပြီးတော့သဘောပေါက်မယ်တကယ်တမ်းကသတိပဋ္ဌာန်တရားကိုအားထုတ်တယ်ဝိပဿနာတရားအားထုတ်တယ်ဆိုတာပြစ္ဆုတ်ပံမှာဖြစ်နေတာကိုပဲသိတာပဲလေဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိတာဖြစ်ပြီးသားကိုတွေးခိုင်းတာမဟုတ်ဖြစ်သေးတာကိုကြိုတင်ပြီးတော့စဉ်းစားခိုင်းတာမဟုတ်ဘူးဆိုကြပါစို့ဝင်လေလေးဝင်သွားတယ်လို့သိလိုက်တယ်ဒါပါလေပြစ္ဆုတ်ပံဖြစ်နေတာလေးကိုပဲသိတာပဲထွက်လေလေးထွက်သွားတယ်လို့ပဲသိလိုက်တယ်ဒါပါလေပြစ္ဆုတ်ပံမှာဖြစ်နေတာကိုပဲသိတာမဝင်သေးခင်မှာကြိုသိတာလည်းမဟုတ်ဝင်ပြီးမှသိတာလည်းမဟုတ်ဟောစဉ်းစားကြည့်နော်အခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုပဲလောလောဆယ်စိတ်ကလေးနဲ့ဘာလို့သိအောင်ကြိုးစားအားအဲ့ဒါလိုပဲဦးဇင်းတို့တခြားမြင်မှုကြားမှုနားရမှုစားသောက်မှုတွေ့ထိမှုတွေ့ကြမှုချမ်းသာမှုဆင်းရဲမှုဝမ်းသာမှုဝမ်းနည်းမှုအကြောင်းအားလျော်စွာဒီခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအဘိုးအလိုမလုပ်ဘဲနဲ့ဖြစ်ရွှဲမှုနှုတ်ပဲမှုမရှိဘဲနဲ့တကယ်ဘက်လိုက်မှုကင်းကင်းရှင်းရှင်းနဲ့အတိအမှတ်ပြုယုံလေးပဲအတိအမှတ်ပြုပြီးတော့နေမယ်ဆိုရင်ဒါဘာလို့တဲ့ခေါ်တော့တတိပဋ္ဌာန်တရားပွားတာအဲ့ဒါကိုမြတ်စွာဘုရားအခုအတူချုပ်ပြီးတော့ပြောတာပိစုပန်နိသယောဓမ္မအခုလောလောဆယ်ပိစုပန်အခိုက်အတန့်မှာဖြစ်နေတာလေးကိုအထူးသိအမှန်သိပြီးတော့နေလိုက်ပါတဲ့မြင်တယ်ဆိုရင်လည်းမြင်တယ်လို့သိလိုက်ပေါ့မြင်မှုကိုသတိရှိရမယ်ကြားတယ်ဆိုရင်လည်းကြားတာကိုသတိရှိရမယ်ကိုယ်ခန္ဓာကိုအာယုံစိုက်ကြည့်လိုက်သဘာဝတရားတွေကဒလဇတ်ဖြစ်နေတာမြင်ကြားနံစားထိတွေ့တစ်မျိုးမျိုးဖြစ်နေတာဟုတ်လားအဲ့ဒီဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသိနေတာပြစ္ဆုတ်ပံကိုသိနေတာပဲဟုတ်လားအဲ့လိုပြစ္ဆုတ်ပံတိုင်းကိုဦးဇင်းတို့အတိလေးလိုက်ပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်ဘလို့အကျိုးရလက်တွေထွက်လာမလို့အတ္တံဟိရံအတ္တံကုပ္ပံဒီစကားလုံးလေးနှလုံးအလွန်ပြောစရာကောင်းတယ်အဓိပ္ပာယ်အလွန်ကိုကောင်းတယ်အတ္တံဟိရံပြစ္ဆုတ်ပံကိုသာသိနေမယ်ဆိုလို့ရှိရင်အဲ့ဒီကိုသိနေတဲ့အာယုံကြောင့်အဲ့ဒီအတွေ့အကြုံကြောင့်ဒီစိတ်ဟာနော်လောဘဖြစ်အောင်ဖြားယောင်းခြင်းကိုမခံရဘူးတဲ့အာယုန်တွေကကိုယ့်ရဲ့စိတ်ကိုလောဘဖြစ်အောင်မလုံနိုင်ဘူးပေါ့ပိစုပန်ကိုသာသိနေမယ်ဆိုရင်အတ္တဟိရံဆိုတာတွေးဆောင်ဖြားယောင်းခံရတယ်လို့ပြောတာလှည့်စားခံရတယ်လိန်ညာခံရတယ်လောကမှာတယောက်လှည့်စားကြတယ်လိန်ညာကြတယ်တွေးဆောင်ဖြားယောင်းကြတယ်ဆိုတာဘာလဲမဟုတ်တာကိုအဟုတ်လို့ပြောတာပေါ့နော်ယုံစားသွားတော့ဘာတော့လှည့်စားခံရရတယ်ခုမြတ်စွာဘုရားကလောဘဖြစ်တာကိုလှည့်စားခံရတယ်လို့သုံးတယ်အတ္တဟိရံဆိုတာအဲ့ဒါကိုပြောတာနော်အတ္တံကုပ္ပံဆိုတာကြတော့သူကဖြည့်စည်းခံရတာကိုပြောတာပိစုပန်ကိုသာသိနေမယ်ဆိုရင်ဒီသိနေရတဲ့အာယုန်တွေကဒီစိတ်ကိုဒေါသဖြစ်အောင်မဖြည့်စည်းနိုင်ဘူးတဲ့ဆိုလိုတာကဒေါသဖြစ်သွားပြီဆိုရင်ဒီစိတ်ကိုအာယုန်ကဖြည့်စည်းပြလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအလွန်အံဝင်ခွင်ကြတဲ့အတုံအုံပဲလောဘဖြစ်သွားတာကိုလှည့်စားခံရတယ်လို့သုံးတယ်ဒေါသဖြစ်သွားတာကိုဖြည့်စည်းခံရတယ်လို့သုံးတယ်အဲ့ဒါကိုနားလည်သိခြင်းတယ်ဆိုကြပါစို့လက်တွေ့လေးဦးဇင်းပြောကြည့်မယ်နော်တခုခုဦးဇင်းတို့မြင်လဲရလို့ကြားလဲရလို့တစုံတစ်ခုအတွေ့အကြုံကြောင့်ဒါကိုမက်မောသွားတယ်ဆွဲသွားတယ်လောဘဖြစ်သွားတယ်ပေါ့နော်အဲ့လိုလောဘဖြစ်သွားတယ်ဆိုရင်ဒါဘာဖြစ်ပြီးတော့ကိုယ်စိတ်ဟာလှည့်စားခံလိုက်ရတယ်ဆိုလိုတာကဒီတွေ့ကြုံနေရတဲ့အတွေ့အကြုံထဲမှာမက်မောစရာဆိုတာမပါဘူးဆိုတဲ့အဓိပ္ပာယ်အလိုလိုတက်ရောက်တယ်သို့တော့ကိုကသူ့ကိုအမှန်တိုင်းမြင်အောင်ကြည့်တဲ့အတိတတိမရှိတဲ့အတွက်ကြောင့်မမောစရာမပါတော့ထိုးအာယုံတည်ပြီးနေကိုယ်စိတ်ထဲမှာတော့မမောစရာလို့ထင်ပြီးတော့မမောသွားလိုက်တယ်အဲ့တော့စိတ်ကဘာဖြစ်ခံရတော့လှည့်စားခံလိုက်ရတယ်ဘယ်သူကလှည့်စားတာအာယုံကလှည့်စားပါ
လောကလှည့်စားသွားတာနော်ဘာလို့လှည့်စားသွားတာပြစ္ဆုတ်ပံကိုဖြစ်နေတာကိုမသိလို့ဟုတ်လားလောဘဖြစ်တိုင်းလောဘဖြစ်တိုင်းဩငါစိတ်ကလှည့်စားခံနေရတာလို့နားလည်ဖို့လိုတယ်ဘလောက်ကောင်းတဲ့အသုံးနှုံးလဲဒေါသဖြစ်တာကိုကြတော့ဘာပြောတော့ဖြစ်စည်းခံရတာလေဟုတ်တယ်စိတ်လိုသွားပြီဆိုရင်ဒီဒေါသကဒီစိတ်ကသုံးစားလို့မရတော့ပြည့်စည်သွားတယ်ဘယ်သူကဖြစ်စည်းတာဒီအာယုံကပဲလေဒါကြောင့်ဦးဇင်းတို့ဓာတုခန္ဓာမှာသုတ်တံမှာကြတော့ဗာပြောတော့အာယုန်တွေကဒီဓာရကိုမီးရှို့နေတယ်လို့အဲ့လိုဟောတာရှိတယ်။ရွာပြက်တမြကြီး6ကနော်တဲစုပ်တဲကုတ်ကလေး6လုံးကိုမီးပုံတိုက်နေတယ်မီးရှို့နေတယ်လို့သုံးတယ်။အခုအာယုန်ကဘာလို့တော့လှည့်စားတယ်ဖြစ်စည်းတယ်။လောဘဖြစ်တာကိုလှည့်စားခံရတယ်လို့ပြောတယ်။ဒေါသဖြစ်တာကိုဖြစ်စည်းခံရတယ်လို့ပြောတယ်။အဲ့ဒါအကယ်၍သာဦးဇင်းတို့တွေကဓမ္မတို့တွေကပြစ္ဆုတ်ပံအခိုက်အတန့်တိုင်းကိုသာအတိအမှတ်ပြုပြီးတော့နေနိုင်မယ်ဆိုရင်အဲ့ဒီအတွေ့အကြုံအဲ့ဒီအခြေအနေအရရကကိုယ့်စိတ်ကိုလောဘဖြစ်အောင်လည်းမလှည့်စားနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်ရှိနိုင်ဘူးဟုတ်လားနားလည်ဖို့လိုတယ်နော်လောဘဒေါသမောဟမဖြစ်ဖဲနဲ့နေတဲ့နီးလောက်လောကမှာမြင့်မြတ်တဲ့နီးဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးနော်ညာသောဖြင့်တရားဓမ္မတို့ရောဦးဇင်းတို့ရောဘဝမှာအလှည့်စားခံရင်းနဲ့အဖြစ်စည်းခံရင်းနဲ့ပဲအချိန်ကုန်ခဲ့ကြတာလှည့်စားခံလိုက်ဖြစ်စည်းခံလိုက်လှည့်စားခံလိုက်ဖြစ်စည်းခံလိုက်နဲ့သွားနေတာဟုတ်တယ်မဟုတ်လားအဲ့လိုမဖြစ်ဘဲနဲ့လှည့်စားလည်းမခံရဘဲနဲ့ဖြစ်စည်းလည်းမခံရဘဲနဲ့အသိဉာဏ်ပညာကိုသာဖြစ်ပေါ်စေပြီးတော့နေနိုင်မယ်ဆိုရင်ဒီနေတဲ့နီးလောက်ကောင်းမွန်တဲ့နီးလောကမှာရှိနိုင်မလားမရှိနိုင်ဘူးဒါဘုရားပွဲမှာသိရတဲ့နီးပဲအဲ့ဒါကြောင့်မလို့တန်ဝိရွာမနုပြူဟဲ့အဲ့ဒီလိုမြင့်မြတ်တဲ့နေနီးကိုဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာအမြဲတမ်းနေနိုင်မှုကြိုးစားကြတယ်တဲ့ဒါဒုတိယဂါထာလေးဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့နော်နေနိုင်ခြင်းနဲ့ငြင်းငြင်းအေးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တကယ်လက်တွေ့မှာဘယ်လိုနေမလို့ပစ္စုပန်ကိုတိပြီးတော့နေရမယ်ပစ္စုပန်ကလည်းအလွန်တူတောင်းတယ်ပစ္စုပန်ပြီးပစ္စုပန်ပစ္စုပန်ပြီးပစ္စုပန်သွားနေတာဟုတ်လားတရားအထုတ်တယ်ဆိုတာပစ္စုပန်လေးကိုပဲတိသွားနေတာတိပိသားကိုထားခဲ့မဖြစ်သေးတာကိုနည်းနည်းမှကြိုပြီးတော့မတွေးနဲ့ဟုတ်လားဖြစ်နေတာလေးကိုပဲတိသွားအရန်သင့်ဖြစ်နေတာတွေကဒလဇက်ဖြစ်နေတာဟုတ်လားအဲ့ဒီအလေးအကျင့်ကိုဦးဇင်းတို့လေ့ကျင့်မယ်ဆိုလို့ရှိရင်လောကကအတွေ့အကြုံတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမလှည့်စားနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးဒီနေရာမှာဦးဇင်းတို့တွေဟာဒီတတိဒီအတိမရှိတဲ့အခါကျတော့လောကရဲ့လှည့်စားတာကိုအမြဲတမ်းခံရတယ်ပေါ့နော်ဒါကတတိမရှိလို့လှည့်စားခံရတာတတိရှိရင်လှည့်စားမခံရအောင်ဦးဇင်းတို့ဥဒ္ဒံပါဠိတော်ထဲမှာဂါထာလေးတစ်ပုဒ်ရှိတယ်အလွန်ပြောစရာကောင်းတယ်အတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတ္တမတိဝတ္တတိတဲ့ဒါရှင်းပြီးတော့တွေးဖို့ဒေသနာလေးတွေကိုဦးဇင်းချပြတယ်နော်အတ္တတံတတ္တရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတ္တမတိဝတ္တတိအတ္တတံတာယာဘွယ်မဟုတ်သောလောကသည်တတ္တရူပေနတာယာဘွယ်ရာလိုနဲ့သိချာနားထောင်နော်ပိယရူပေနအပိယံအပိယံချစ်ခင်နှစ်သက်စရာမဟုတ်သောလောကသည်ပိယရူပေနချစ်ခင်နှစ်သက်ဖွယ်ရာလိုနဲ့ဒုက္ခံဒုက္ခတရူပေနဒုက္ခံဆင်းရဲသောလောကသည်ဒုက္ခတရူပေနချမ်းသာလိုနဲ့ပမတ္တမတိဝတ္တတိတတိမရှိအတိမရှိကြတဲ့မေ့လျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ထားတယ်တဲ့အလွန်ပြောကြကောင်းဒီစကားအရာလောကမှာတာယာဝယ်ဆိုတာမရှိဘူးဆိုတာကိုသိနိုင်တယ်နှစ်သက်ဖွယ်ဆိုတာမရှိဘူးဆိုတာသိနိုင်တယ်ချမ်းသာမှုဆိုတာမရှိဘူးဆိုတာသိနိုင်တယ်သို့တော့ကိုကတတိမရှိဘူးပြစ္ဆုတ်ပံကိုသိနေတဲ့အလေးအကျင့်ကိုမလေ့ကျင့်ဘူးဆိုရင်အဲ့ဒီတာယာပဲမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့တာယာစရာအပြည့်ဖြစ်ပြီးတော့တာယာမှုတွေဖြစ်သွားမယ်နှစ်သက်စရာမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့နှစ်သက်စရာအပြည့်ထင်ပြီးတော့နှစ်သက်မှုတွေဖြစ်သွားမယ်ဆင်းရဲတဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာချမ်းသာဖွယ်အတိထင်ပြီးတော့နှစ်သက်သွားလိမ့်မယ်မေ့နေမယ်ဆိုလို့ရှိရင်ဟုတ်လားစဉ်းစားကြည့်နော်ตาယာပဲမဟုတ်တော့နှစ်သက်ဖွယ်မဟုတ်တော့ချမ်းသာဖွယ်မဟုတ်တော့လောကကตาယာပဲနှစ်သက်ဖွယ်ချမ်းသာဖွယ်ရာလိုနဲ့မေ့နေတဲ့တရားတွေကိုလှည့်စားနေတယ်လွှမ်းမိုးဖြစ်စည်းနေတယ်လို့ပြောတာဘဝမှာအဲ့ဒီလိုနေနေချိန်ကုန်ကြတာနော်ဦးဇင်းတို့တွေဟုတ်တယ်မဟုတ်လားဒီကထာလေးကဟောရပြောရခြင်းရဲ့အကြောင်းတည်တဲ့ဝတ္ထုလေးနဲ့တွဲပြီးတော့ပြောမှပိုကောင်းတယ်ဘာကြောင့်ဒီဥဒ္ဒံဂါထာလေးကိုမြတ်စွာဘုရားကျူးရတာလဲဆိုတော့ရှင်သီဝလိရဲ့မယ်တော်ဖြစ်တဲ့သုပ္ပဝတ္တမင်းသမီးကိုအကြောင်းပြုတော့ဒီဥဒ္ဒံကိုကျူးတာရှင်သီဝလိလူတိုင်းကြားဘူးရတယ်နော်လက်လာပါပေါ်များတဲ့နေရာမှာဣတရေရ
ရှင်တိဝလိခါတာဆိုတော့ပစ္စည်းဥစ္စာပေါ်များခြင်းလို့ရွတ်တဲ့လူတွေတောင်ရှိတယ်ဟုတ်လားမေတော်ဖြစ်တဲ့သုပ္ပဝါဒကဘဝတစ်ခုကဝစ်ကြွေးကြောင်မလို့ဒီသားဖြစ်တဲ့ရှင်သာဝိလိကိုရှင်တိဝလိကို9နှစ်တိတိကိုဝင်ဆောင်ရတဲ့လူသားမြောက်ဝစ်ကြွေးပါတာဘဝတစ်ခုတုန်းကမေတော်ဖြစ်တဲ့သားကရှင်ဘုရင်ဖြစ်တယ်မြို့တစ်မြို့ကိုသိမ်းဖို့တိုက်ကြတဲ့အခါမှာဘလို့မှသူတို့မသိမ်းနိုင်ဘူးမသိမ်းနိုင်တော့မြို့ထဲမှာမအေးကရှိတယ်အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းကသူ့ကိုမတရားသိမ်းထားတာတကယ်ကအဲ့ဒီမှာသူ့ရဲ့အရင်ရှင်ဘုရင်နဲ့မွေးတဲ့သားကိုတိတ်တိစိတ်ပြင်မဲ့ပို့ပြီးတော့အဲ့ဒါကစစ်တပ်ဆူဆောင်ပြီးတော့ဒီသူ့တိုင်းပြည်ကိုလာတိုက်တာပေါ့နော်ဘလို့မှမတိုက်နိုင်တဲ့အခါကျတော့ဒီအတွင်းမှာရှိတဲ့မေတော်ကလျှို့ဝှက်စာပို့တဲ့သားတွေကိုမင်းနိုင်ရင်လည်းဆိုရင်ပြင်မဲ့ကနေပိတ်ထားလိုက်အဝင်ထွက်မလို့ရှိရင်မြို့ကိုပိတ်ဆို့ထားတာပေါ့နော်အဲ့ဒါကိုသားဖြစ်တဲ့လူကလည်းလိုက်နာပြီးတော့တိုက်တာနိုင်တယ်အဲ့ဒီမြို့ကျသွားအဲ့ဒီအကုသိုလ်ကံကြောင့်မို့လို့တဲ့သားမီး2ယောက်ဒုက္ခရောက်တယ်သားလည်းပဲမေရဲ့ဝမ်းတိုက်ဘောမဲ့တိုင်းမှာ9နှစ်လောက်နေရတယ်မေကလည်းဒီကိုလေးလက်ဝင်ကြီးနဲ့ဆင်းရဲပင်ပန်းဆိုတာနေရတယ်အဲ့ဒါမွေးဖွားကနေမှာ9ရက်တိတိမိန်မောတွေ့ဝေရတယ်တဲ့သတိမေးလိုက်သတိရလိုက်အလွန်ကြီးမားတဲ့ဒုက္ခဝေဒနာခံစားရတယ်ဒါပေမဲ့သူကသောတာပန်ရိယာသူတော်ကောင်းဖြစ်တဲ့အတွက်ကြောင့်ဖရာတရားတန်ခါယရဏမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့ဆင်ခြင်ရင်းနဲ့ပဲအဲ့ဒီဒုက္ခဝေဒနာကိုကြော်ဖြတ်နိုင်အောင်ကြိုးစားတယ်သိခံတယ်ပေါ့နော်အဲ့ဒီမှာရှင်သေဝလိရဲ့မေတော်ဖြစ်တဲ့အဲ့ဒီသုပ္ပဝါဒကအလွန်ဆင်းရဲပင်ပန်းတဲ့အတွက်ကြောင့်လင်ယောက်ျားဖြစ်တဲ့ကောလိယမင်းသားကိုမြတ်စွာဘုရားကြီးကိုလွှတ်တယ်အရှင်မြတ်စွာဘုရားကြီးကိုသွားကြည့်ပါသုပ္ပဝါဒမင်းသမီးအလွန်ဆင်းရဲနေလို့သုပ္ပဝါဒမင်းသမီးကမြတ်စွာဘုရားခြေတော်ဆောင်ကိုရှ िख ိုးကြောလိုက်ပါတယ်လို့လည်းလျှောက်ပေးပါမြတ်စွာဘုရားကိုသူ့ကိုယ်သာသွားကြောခိုင်းတယ်အဲ့တော့ဟိုရောက်တော့မြတ်စွာဘုရားကိုအဲ့လိုလျှောက်ပြီးတော့ကြောတော့မြတ်စွာဘုရားကသုပ္ပဝါဒမင်းသမီးချမ်းသာစေတည်းလို့အဲ့လိုလေးနှုတ်မြက်ပြီးတော့မေတ္တာဓာတ်ကိုလွှတ်တယ်အဲ့ဒီအခိုက်အတန့်မှာပဲတားယောက်ျားလေးကိုချမ်းသာစွာမွေးဖွားတယ်တဲ့ယောက်ျားဖြစ်တဲ့လူကအဲ့ဒါကိုမသိသေးဘူးအိမ်မှာတာမီးယောက်ကချမ်းသာနေပြီပေါ့နော်အဲ့ဒါအိမ်ပြန်ရောက်လာတဲ့အခါကျတော့သုပ္ပဝါဒမင်းသမီးဟာဝမ်းသာလွန်းလို့မြတ်စွာဘုရားရဲ့ဘုံတကိုးတော်ကြီးမားလွန်းလို့နော်ဒုတိယတစ်ချိန်ထပ်ပြီးတော့မြတ်စွာဘုရားကိုလွှတ်တယ်ဘာလို့လွှတ်တော့မြတ်စွာဘုရားကိုယဟန်တန်ခါနဲ့တကွာ9ရက်တိတိသူ့အိမ်မှာဆွမ်းစားသွားပင့်ကြီးဆွမ်းပုံးပေးကြဖို့အဲ့လိုလွှတ်တော့ကောလိယမင်းသားကလည်းထပ်သွားတယ်ဟိုရောက်တဲ့အခါကျတော့ဘုရားမှုရှိတဲ့တန်ခါတော်တွေ9ရက်တိတိသူ့အိမ်ကိုဆွမ်းပုံးပေးကြဖို့ပင့်တော့မြတ်စွာဘုရားကရှင်မမောက္ကလံကိုတော်မြတ်ကိုခေါ်ပြီးတော့จิตမောက္ကလံတဲ့အခုသုပ္ပဝါဒမင်းသမီးကဆင်းရဲတွင်းကနေတော့လွတ်မြောက်တဲ့အတွက်ကြောင့်အထိတ်အမှတ်နေနဲ့ယဟန်တန်ခါကိုငါဘုရားမှုပြုတဲ့ယဟန်တန်ကိုဆွန့်ကပ်ချင်တာဒါပေမဲ့ဒီ9ရက်ကလည်းပဲတကားတယောက်ကဆွမ်းသားကပင့်ထားပြီးသားအဲ့ဒီဆွမ်းသားပင့်ထားတဲ့တကားကရှင်မမောက္ကလံရဲ့တကားရင်းဖြစ်တယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားจิตမောက္ကလံတင့်ရဲ့တကားကိုသွားပြီးတော့ပြောကြည့်ခွင့်တောင်းကြည့်အရင်ပင့်ထားတဲ့လူကိုခွင့်ပြုဖို့လိုသေးတာ哦ဒါမြတ်စွာဘုရားတော့မျက်နှာမလိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုလည်းပြောလို့ရမယ်ပေါ့နော်အဲ့ဒါနဲ့ရှင်မမောက္ကလံကတပိတ်သင်္ကန်းယူပြီးတော့သူတကာရင်ကိုကြွသွားတာကိုရောက်တော့အကျိုးအကြောင်းပြောပြီးတော့နော်သုပ္ပဝါဒမင်းသမီးကိုအခွင့်အရေးပေးလိုက်ပါ9ရက်ပြီးမှသာလေတကာကြီးဆွမ်းကပ်ပါမြတ်စွာဘုရားလည်းတင့်ကိုသွားပြီးတော့ခွင့်ပန်ကြီးလို့ပြောလို့ငါရောက်လာတာအဲ့တော့အဲ့ဒီတကာကြီးကဘာပြောလဲဆိုတော့သူပြောရလဲမှတ်သားကြရတော့ကောင်းတယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်အန္တရာယ်ရဲ့တပည့်တော်ပိုင်ဆိုင်တတ်တဲ့ဟောဒီဥစ္စာပစ္စည်းတွေရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ္တတရားရဲ့အဲ့ဒီ3မျိုးကိုမပြည့်စည်ပါစေဘူးဟောဒီ9ရက်အတွင်းမှာမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအာမခံနိုင်မယ်ဆိုလို့ရှိရင်သုပ္ပဝါဒမင်းသမီးအရင်ဆုံးကပ်ပါစေတပည့်တော်နောက်မှဆုံးကပ်ပါမယ်တဲ့အာမခံချက်တောင်းတာနော်အသက်ရဲ့ဥစ္စာပစ္စည်းရဲ့တတ္တတရားရဲ့လို့ရှင်မမောက္ကလံကတကိုးရှင်ဆိုတော့သိတာပေါ့ရှေ့9ရက်ကိုသူကြိုးပြီးတော့စဉ်းစားမယ်ဒီတကာကြီး9ရက်အတွင်းမှာမသေးဘူးလို့သိတယ်ဒီဥစ္စာပစ္စည်းကလည်း9ရက်အတွင်းမှာမပြည့်စည်ဘူးလို့သိတယ်အဲ့တော့ရှင်မြတ်ကဘာမင်းရှိတယ်ဆိုတော့တခါကြီးဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်တင့်ရဲ့အသက်နဲ့တင့်ရဲ့ဥစ္စာပစ္စည်းကို9ရက်အတွင်းမှာမပြည့်စည်ရစေဘူးလို့ငါအာမခံတဲ့တာဝန်ယူတယ်ဒါပေမဲ့လို့တင့်ရဲ့ယုံကြည်မှုတရားတရားကိုတော့တင့်ကိုယ်တိုင်မပြည့်စည်အောင်ပဲစောင့်ထိန်မှစောင့်ရှောက်ပါတဲ့စဉ်းစားနော်တရားတရားကိုသူများထိန်ပြီလို့မရအောင်နော်ကိုယ့်ရဲ့တရားလေးချိုးယွင်းမသွားအောင်အားနည်းမသွားအောင်ယိုယွင်းမသွားအောင်ကိုယ်တိုင်ပဲကြိုးစားတည်ဆောက်ရလိမ့်မယ်ဟုတ်လားအသက်နဲ့ဥစ္စာပစ္စည်းကိုစောင့်ရှောက်ရတာတဲ့တောင်တရားကိုစောင့်ရှောက်ရတာခက်တယ်လို့ပြောရမလို့တောင်ရှိနေတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့တခါကြီးကအရှင်ဘုရားတဲ့အဲ့လိုအသက်နဲ့စီးစိမ်ကိုအာမခံနိုင်တယ်ဆိုရင်ရှိပါစေတရားကိုတော့တပည့်တော်မပြည့်စည်အောင်စောင့်ထိန်မှပဲသုပ္ပဝါဒမင်းသမီးအရင်ဆုံးကပ်ပါဆိုခွင့်ပြုတယ်
အဲ့ဒါနဲ့သုဘဝတ္တမင်းသမီးကဘုရားမှုရှိတဲ့ယဟန်တန်က9 ရက်တိဆွန့်လုပ်ကြွေးခွင့်ရတယ်အဲ့ဒါနောက်ဆုံးနေ့မှာဆွန့်ကြွေးပွဲမှာသားဖြစ်တဲ့ရှင်တိဝလိကတရားစင်မှုကြီးဖြစ်တော်မူတဲ့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးနဲ့စကားပြောတယ်တဲ့နောက်အရှင်မြတ်ကမေးတာပေါ့မင်းသားလေးချမ်းချမ်းသာသာရှိရဲ့လားအဲ့တော့ဘာပြောလို့ရှင်ဘုရားဘလို့ချမ်းသာပါမလို့တဲ့9 နှစ်တိသွေးအိုင်ထဲမှာနေခဲ့ရတာအဲ့လိုအချီချပြောနေကြတာကိုခလန်းလန်းကနေမေတော်သုဘဝတ္တမင်းသမီးကမြင်တဲ့အခါကျတော့အလွန်ကျေနပ်တယ်ကြည်စံငါသားကတရားစင်မှုကြီးရှင်သာရိပုတ္တရာနဲ့နှစ်ဖက်ပြိုင်ပြီးတော့တောင်စကားပြောနိုင်တယ်အလွန်ကြီးပွားချမ်းသာနေတဲ့သားသမီးကိုမြင်တဲ့အခါမှာမုဒိတာဖြစ်တဲ့မိဘလိုမျိုးပေါ့နော်သူ့စိတ်ထဲမှာကျဉ်းနဲ့မျက်နှာပြုံးနေတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကမြင်တော်မူတဲ့အခါအဲ့ဒီသုဘဝတ္တမင်းသမီးကိုဗာမေးတော့ဆိုတော့သုဘဝတ္တတဲ့တကယ်လို့ဒီလိုအစွမ်းတတ္တိရှိတဲ့လိမ္မာရေးကြနဲ့ပြည့်စုံတဲ့ဒီလိုရှင်တိဝိလိလိုသားမျိုးကိုရခဲ့မယ်ဆိုရင်နောက်ထပ်မင်းဘယ်နှယောက်လောက်ယူမလဲတဲ့အဲ့တော့သုဘဝတ္တမင်းကြီးကမြတ်စွာဘုရားတဲ့တပည့်တော်9 ယောက်လောက်ယူမယ်ဘုရားတဲ့မဆိုင်မထွားကိုဖြေတာနော်9 ရက်တိကိုဝင်ဆောင်ခဲ့ရတဲ့ဒုက္ခတွေဘာဖြစ်သွားပြီတော့မေ့သွားပြီဟုတ်တယ်မဟုတ်လားစဉ်းစားနော်9 ယောက်တောင်ယူမယ်လို့ပြောတော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတစုံတစ်ယောက်ကိုရည်ညွှန်းပြောဆိုတဲ့ဒေသနာမျိုးတော့မဟုတ်ဘူးဘယ်သူမှရည်ညွှန်းတာလည်းမဟုတ်ဘူးအလိုလိုစိတ်ထဲမှာမဆန့်လို့နှုတ်တော်ကနေရှံကြလာတဲ့ဒေသနာအမျိုးအစားပေါ့အဲ့ဒါကိုဥဒန်းလို့ခေါ်တယ်ဥဒန်းကျူးတယ်ဆိုတာအဲ့ဒါနော်အဲ့ဒီဥဒန်းကဘာတော့စောတော်ကဥစဉ်ပေးတဲ့ကိုနည်းနည်းရှင်းပြရတဲ့ကာထာအတ္တတံတတရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတ္တမတိဝတ္တတိตายาဘွယ်မဟုတ်သောနှစ်သက်ဘွယ်မဟုတ်သောချမ်းသာဘွယ်မဟုတ်သောလောကကตายာဘွယ်ရာလိုလိုနဲ့နှစ်သက်ဘွယ်ရာလိုလိုနဲ့ချမ်းသာလိုလိုနဲ့မေ့လျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်စဉ်းစားနော်ဒါကြောင့်ခုနတုန်းကပြစ္ဆုတ်ပံကိုသာတိတိနေမယ်ဆိုလို့ရှိရင်လောကကကိုယ်စိတ်ကိုလောဘဖြစ်အောင်လှည့်စားမှာမဟုတ်ဘူးဒေါသဖြစ်အောင်ဖြစ်စည်းမှာမဟုတ်ဘူးဆိုတဲ့ဒေသနာလေးကိုအခုဒေသနာလေးနဲ့ရှင်းပြီး